မြန်မာပြည်ကိုဂျပန်နေဖိမ့်ဖိမ့်တုံတောင်ပြည်တံပရမကြီးနဲ့ Final ချောင်းငွေချလိုက်တဲ့နာနာမကြခင်ချိန်တွင်းမှာကျင်းပတော့မယ် Miss International Final ပွဲကြီးမှာမြန်မာကိုစားပြုတဲ့အလှမဲနာနာကတော့ပရမရောင်သွေးတွေကြွတက်နေတဲ့လိပ်ပြောင်ဝစုံကြီးကိုဝစ်ပြီးအပြတ်ချေချတော့မယ်လို့သိရပါတယ်။နာနာလို့ခေါ်တဲ့နန်အင်ဇလီဟာ National Director ထူဟန်လွင်ရဲ့ပြိုးထောင်ပေးမှုနဲ့မြန်မာလူငယ်ပွဲကနေတဆင့်ဂျပန်နိုင်ငံမှာကျင်းပတဲ့ Miss International ပွဲကြီးကိုပါဝင်တိုးနိုင်ခဲ့သူဖြစ်ပြီးနိုင်ငံတကာပြည်သက်တွေခိုင်မာရရှိထားသူဖြစ်ပါတယ်။မြန်မာမစ်လော်ကာကိုတဲဆုငိန်ပြီးကလေးကလူတွေကစိတ်ကုံသွားကြပြီးမိနာနာကတော့ထူဟန်လွင်ပြိုးထောင်လိုက်တဲ့နောက်ထပ်ရွှေလေးပါမြန်မာပွဲမှာတော့တိတ်မသိတာပြီးမိဂျပန်ရောက်ကလေးကစားပြီးနာနာရဲ့နေထိုင်ကြော်ရှင်မှုစကားပြောဆိုမှုနဲ့အချိန်ဝါတွေကအရန်ကိုလွှမ်းမိုးနေခဲ့ပြီးတဲဆုငိန်တို့ကလိုပဲတနေ့နဲ့တနေ့ဘာဝင်ရမလဲဆိုတာကိုနေတိုင်းစောင့်ကြည့်နေရတဲ့အနေအထားဖြစ်လာခဲ့ပါတယ်နာနာကအနေထိုင်လေးတက်ပြီးအပေါင်းအသင်းလေးကောင်း project ကောင်းတာကြောင့် Miss International အဖွဲ့အစည်းကပါပုံမတတိထားမိခဲ့ပြီးအခုဆိုရင်နိုင်ငံတကာလေးလာသူတွေကပါနာနာကို top 5ထဲဝင်မယ်လို့လည်းခံမှန်းထားကြတာပါနာနာရဲ့ထူးခြားဆုံးနဲ့အောင်မြင်ဆုံးဖြစ်ရပ်ကတော့ National Custom ပွဲမှာမြန်မာတို့ရဲ့ချင်းယူရဟာကဝတ်စုံကိုချပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဆရာထူဟန်တွေရဲ့အကောင်းဆုံးတင်ပြမှုနဲ့ဒီဇိုင်နာဖွဲ့ရဲ့ပြေဝဆုံးပံ့ပိုးမှုအောင်မှာနာနာအောင်ချင်းကမာလေးလို့မျက်စိကျခံခဲ့ရပြီးအဆိုပါဝတ်စုံနဲ့ပဲထော့ပွန်းဝင်ခဲ့တာပါ။ဒါရင်ပဲလို့ဆိုတော့မဟုတ်ပါဘူး။တခြားသောလူကြိုက်များဆုံးဆွဲဆောင်မှုအရှိဆုံးရေကူးဝတ်စုံနဲ့ဖျော်ဖြေမှုအကောင်းဆုံးစားတဲ့ပွဲတွေမှာပဲထော့ပွန်းကနေ top 5ပြေးမလို့ခဲ့တာကိုတွေ့ရပါတယ်။ဒါကြောင့်နာနာရဲ့ပွဲဥထွက်လာတဲ့မိတ်ဆက်ဗီဒီယိုတွေကနေအခုနောက်ဆုံး final ရက်အထိပရိသတ်တွေကစိတ်ဝင်စားနေကြပြီးဒီနေ့ final ရဲ့ဝစ်စုံကလည်းတော်တော်လေးနာမည်ကြီးသွားခဲ့တာပါဆရာထူးအလွင်ဟာပါကြောင့်မှမသိနောက်ဆုံး final ရက်မှာဝစ်မဲ့ဝစ်စုံကိုတဲဆုငိန်တို့ကအတိုင်းပန်းရောင်ကိုမှလိပ်ပြပုံဖန်တီးထားခဲ့ပါတယ်အဆိုပါဝစ်စုံမှာအလှဆင်ထားတဲ့လိပ်ပြတစ်ခုချင်းကနေပွင့်ဖက်တဲ့ပလဲတွေအထိအစ်စ်တီကိုပဲအသုံးပြုထားပြီးပြည်တန်အင်ဂျီလိုဆိုအားလောက်တဲ့အထိတန်မှုရှိပါတယ်ဝစ်စုံရဲ့အောက်ခြေမှာလည်းမြန်မာနိုင်ငံဟာကျင်းငတ်ပေါင်းမြူထူတဲ့စိန်လန်းသောနိုင်ငံတော်အဖြစ်တက်တည်ပြဖို့အတွက်ငှက်မွေးတွေကိုလည်းထည့်သွင်းထားခဲ့ပါတယ်။ဒါကြောင့်သူ့အတိတ်ပင်နဲ့သူတော့တော်တော်လေးမိမိုင်နေပြီးထူးအလွင်ကတော့ဂျပန်နေဖိမ့်ဖိမ့်တုံသွားအောင်တကွက်ပြလိုက်ပြီးလို့တော့အားလုံးကပြောဆိုနေကြတာပါ။ဒါပေမဲ့တချို့ကတော့နာနာဝတ်ထားတဲ့ဒီအင်ကြီးဟာတဲဆုငိန်တို့ကလည်းအတူတူပဲဆိုပြီးစိုးရိမ်နေကြပါတယ်။ထူအလွင်ကိုင်းတဲ့ပွဲကူမှာတဲဆုငိန်တို့ကလည်းမြန်မာပြည်သက်တွေကအရန်ကိုမျှော်လင့်ခဲ့ကြပြီးအဲဒီလိုကလေးဆန်နဲ့အင်ကြီးဝတ်ခဲ့လို့ဝင်းနာခရောင်းနဲ့လွဲခဲ့တာဆိုတဲ့အယူလေးရှိခဲ့ပူပါတယ်။ဒါကြောင့်နမိတ်မကောင်းတဲ့လိပ်ပြအင်ကြီးပန်းရောင်ကိုပဲတက်ဆင်ပေးထားတဲ့ထူအလွင်ကိုလည်းအားလုံးကနားမလည်နိုင်ဖြစ်နေကြပြီးနာနာကိုလည်းလိပ်ပြကျိန်စာမမိပါစေနဲ့ဒီလိပ်ပြအင်ကြီးကိုဝတ်ထားပြီးဝင်းနာခရောင်းဆောင်ထားတာမြင်ရပါစေလို့ဆုတောင်းနေကြပါတယ်။မကြာမီမှာကျင်းပတော့မယ့် Miss International ပွဲကြီးဟာနိုင်ပိုင်းကြာမှတဲ့ဝင်းနာဘသူလဲဆိုတာကိုသိရတော့မှဖြစ်ပါတယ်။မာတော့ဆာကူရာမြေမှာအရန်ကိုနာမည်ကြီးနေတဲ့နာနာတယောက် top 5ဝင်ရင်တော့အရန်ကိုအားရကျေးနပ်နေမိမှာဖြစ်ပြီးအကယ်၍crown မှာစောင့်ပြီးပြန်လာနိုင်ခဲ့ရင်တော့ဂျပန်ရောက်မြန်မာတွေကုန်တက်ပြီလို့တော့တွေးမိပါသေးတယ်။ပရိသတ်ကြီးတို့ရောနာနာလေးကိုဘယ်လောက်ထိမှန်းထားကြလဲဆိုတော့ comment မှာရေးခဲ့ပေးကြပါဦးနော်။